ကိုယ့်အတွက်မစင်စားနဲ့အလှူခံပုဂ္ဂိုလ်အတွက်ပဲစင်စားအများသောအားဖြင့်လှူတယ်ဆိုတာဘယ်သူအတွက်တုံးဆိုကိုယ့်အတွက်ဖြစ်နေတတ်တယ်ကိုယ့်အတွက်ဖြစ်နေတတ်တယ်ဆိုတော့ကျောင်းဆောင်လှူတယ်ဆိုရင်လေအေးဒီအများကိုပြောပြတာနော်ကျောင်းဆောင်လှူတယ်ဆိုရင်လေဒီကျောင်းတကာအဖြစ်ခံယူခြင်းနဲ့အများမှာဂုဏ်ရှိခြင်းနဲ့ဆိုရအတွေးလေးတွေပုထုဇဉ်တွေမှာရှိတတ်တယ်ပေါ့အေးတခုလှူတယ်ဆိုလို့ရှိရင်လေသူအလှူတကာအနေနဲ့အများမှာထင်ပေါ်ကြော်ကြားမှုလေးတွေကိုရချင်တာအဲ့ဒါလေးတွေကစဉ်းစားကြည့်မယ်ဆိုဒါရချင်လို့ဒါလုပ်တယ်ဆိုရင်အယောင်းဝယ်သဘောမဆန်ဘူးလားအယောင်းဝယ်သဘောဆန်းနေတယ်အဲ့ဒါမျိုးမဖြစ်ဖဲနဲ့ဒီမှာကျောင်းဆောင်လှူတယ်ဆိုရင်လေဒီကျောင်းပေါ်မှာသတင်းသုံးတဲ့ပုဂ္ဂိုလ်တွေတို့ဘုံတန်ဃာတွေကိုဆောက်လှူတယ်ဆိုရင်ဒီဆောက်ဥပေါ်ဒီကျောင်းပေါ်သတင်းသုံးတဲ့တန်ဃာတွေအများအတွက်ဆောက်တယ်ဆိုရင်ဒီပေါ်မှာဒီဆောက်ဥမှာနေထိုင်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြပါစေအများအတွက်ဆိုတဲ့စိတ်ကိုထားအလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကိုကြည့်ပြီးတော့လှူတာဟာအမတန်မွန်မြတ်တယ်လို့ပြောရတယ်ကျန်တာကစုမတောင်းရဘူးလို့ပြောတာမဟုတ်ဘူးအလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကိုကြည့်ပြီးတော့လှူလိုက်တယ်လှူပြီးတဲ့အခါကျတော့မှကိုယ်ဆန္ဒထုတ်ဖော်တာဒီလိုလှူရတဲ့ကုသိုလ်ဟာသူကသူအကျိုးပေးမှာပဲတောင်းနေဖြစ်စေမတောင်းနေဖြစ်စေကိုကဘာကိုရချင်တယ်လဲဒီကုသိုလ်ကောင်းမှုဟာဘာကိုဥတည်စေချင်တယ်လဲဆိုတာကြတော့ကိုလိုချင်တာတစ်ခုထုတ်ဖော်ဒါဆုတောင်းတဲ့ခေါ်တာပဲเนาะအဲ့တော့လှူကြတဲ့ကအများအတွက်ကိုလှူရမယ်အလှူခံပုဂ္ဂိုလ်ရဲ့အကျိုးအလှူခံပုဂ္ဂိုလ်တွေအပေါ်မှာမေတ္တာထားမယ်စေရနာထားမယ်ကရုဏာထားမယ်ဟောမရှိတဲ့ပုဂ္ဂိုလ်ပေးလိုက်လို့ရှိရင်အော်သူစားစရာမရှိချမ်းသာပါစေစားပါစေเนาะအဲ့ဒါလိုလှူရမယ်အေးသူငါကျွေးထားတာတနေ့ကျသူငါ့ကိုလှုပ်ပေးရမယ်ဒါကြတော့အယောင်းဝယ်ဖြစ်သွားတယ်ဒီလိုအပြန်အလှန်မျိုးမဖြစ်စေရဘူးတဲ့လူတဲ့ဆိုတာအပြန်အလှန်မျိုးမဖြစ်စေရပူဇော်တယ်ချီးမြှောက်တယ်ဆိုတာနှစ်ခုရှိတယ်ပူဇော်တယ်ဆိုတာကိုယ့်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်သီလသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေကိုကြောင်းဆောက်ပြီးတော့ပူဇော်တယ်သို့မဟုတ်သင်္ကန်းနဲ့ပူဇော်တယ်သူ့ရဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တွေကိုပူဇော်တယ်ဒါပူဇော်တဲ့အနေနဲ့လှူတယ်ကိုယ့်အတွက်မဟုတ်ဘူးသူ့ကိုပူဇော်တယ်ဓမ္မရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့ပူဇော်တယ်အေးဆဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကြတော့ချီးမြှောက်တယ်။ဘာနဲ့ချီးမြှောက်အေးသူစားစရာမရှိဘူးစားစရာပေးလိုက်တယ်။နေစရာမရှိဘူးနေစရာလေးပေးလိုက်တယ်။ဝတ်စရာမရှိဘူးအဝတ်ကလေးပေးလိုက်တယ်။ဒါချီးမြှောက်တာ။အဲ့ဒီချီးမြှောက်မှုတွေဟာလှူသူရဲ့အတွက်မဖြစ်စေရဘူးယူသူရဲ့အတွက်ပဲဖြစ်စေရမှာ။အကျိုးပေးတဲ့အခါကျတော့ဘာကိုကြည့်ပြီးတော့အကျိုးပေးတယ်လဲသဘာဝအလှူတွေအစဉ်းစားစရာမြတ်စွာဘုရားကသဗ္ဗဒါနံဓမ္မဒါနံဇိနာတိလို့ဟောထားတာရှိတယ်ဓမ္မဒါနကဘာဖြစ်လို့ဒါနထဲမှာအကောင်းဆုံးဖြစ်နေရတယ်လဲလို့ဆိုတာကိုအလေးနဲ့စဉ်းစားကြည့်ပစ္စည်းတစ်ခုကိုလှူလိုက်လို့ရတဲ့ပုဂ္ဂိုလ်ကိုအဲ့ဒီပစ္စည်းကဘလောက်အကျိုးပြုတယ်လဲနော်လှူသူနဲ့ယူသူမှာကိုလှူလိုက်တဲ့ဟာကယူသူအတွက်ဘလောက်အကျိုးပြုတယ်လဲဆိုတာကအဓိကကြ